ဒီလူသက်သမားကသူ့ရဲ့ညာဘက်လက်ကျိုးနေတယ်လို့ဟန်ဆောင်ထားပြီးတနက်ကိုပတိအောက်မှာလှုပ်ဝက်ထားပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ဘင်းတက်ကလထိုင်းနဲ့သွာလာနေတဲ့ဘီလီယံနာတယောက်ကိုလှုပ်ကြံတက်ဖြတ်ပြီးစုချင်းငွေကိုယူကအေးအေးဆေးဆေးထွက်ပြေးဖို့ပါဒါပေမဲ့အရာအလုံးကသူထင်ထားသလိုမဖြစ်ခဲ့ပါဘူးပြစ်ခတ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအဝေးကအဆောက်အုံတစ်ခုရဲ့အမိုးပေါ်ကနေစနိုက်ပါတနက်တစ်လက်နဲ့နောက်ထပ်လူသက်သမားတယောက်ပေါ်လာခဲ့ပါတယ်တစ်ချက်တည်းပြစ်လိုက်တဲ့ကြည်စံကပြစ်မှတ်ကိုတိတိကျကျထိမှန်သွားပြီးပွဲတစ်ခုလုံးချက်ချင်းအုပ်အော်တောင်းတင်းဖြစ်သွားပါတယ်လူတွေအော်ဟစ်ထွက်ပြေးကြသလိုလက်တော်ဆောင်တွေကလည်းလူသက်သမားကိုအသေးအံလိုက်ရှာနေကြပါတယ်အဲ့ဒီအချိန်မှာစတလုံးကတန်ရှင်းရေးဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားနေတဲ့ပထမလူသက်သမားကိုတတိထားမိလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အာယုံကမကြခင်မှာပဲစနိုက်ပါသမားစီရောက်သွားပါတယ်အဲ့ဒီလူဟာသူ့လိုပဲအတွေ့အကြုံရင်းနဲ့ကြေးစားလူသက်သမားတယောက်ဖြစ်နေတာကိုစတလုံးချက်ချင်းသဘောပေါက်သွားပါတယ်နှစ်ယောက်စလုံးကတယောက်ကိုတယောက်ချင်းရွေးထားပြီးပြစ်ခတ်ဖို့အကောင်းဆုံးအခွင့်အရေးကိုစောင့်နေကြပါတယ်တက်တော်ဆောင်တွေကစနိုက်ပါကိုဝိုင်းပိတ်လိုက်ပေမဲ့သူက3စက္ကန့်တောင်မကြာပဲလူတိုင်းကိုပစ်ချနိုင်ခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်ပြီးစတလုံးကဒီလူဟာတာမန်ပြိုင်ဘက်မဟုတ်ဘူးဆိုတာနားလည်သွားပါတယ်။မကြာခင်မှာရဲကားတွေရောက်လာပြီးထွက်ပြေးနိုင်မဲ့လမ်းအလုံးကိုပိတ်ဆို့လိုက်ပါတယ်။အဲ့ဒီအချိန်မှာစနိုက်ပါကဘယ်သူမှမမျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူကရဲတွေစီတိတ်တဆိတ်လက်နဲ့ချလိုက်တာပါ။ဒီအခြေအနေမှာတော့စတလုံးအတွက်တိုက်ခိုက်နေလို့အကျိုးမရှိတော့တာကြောင့်အဲ့ဒီနေရာကနေနောက်ဆုတ်ဖို့ပဲရွေးချယ်လိုက်ရပါတယ်။ဒါပေမဲ့ရဲတွေကအဲ့ဒီလူသက်သမားကိုဖမ်းခေါ်သွားတဲ့အချိန်မှာတော့စတလုံးမသိသေးတဲ့အန္တရာယ်ကြီးတစ်ခုကအခုမှစတင်လာတော့မှဖြစ်ပါတယ်။